ဟဲငါကုတ်ပိတ်ခံရတော့မယ်မဖြစ်ဘူးငါပုံနဲ့အကုန်သွားတော့မှာပေါ့မြန်လုံးမ username password ပြီးပြီတော်ပါသေးရဲ့ချိန်မိသွားလို့ဟောရမို့နင်ဘာတွေရှောက်ပို့နေရလဲဘာပို့လို့လဲငါဖုန်းတော့မကင်ထားဘူးဒီမှာလေနင့်အကောင့်ကနေငါဒုက္ခရောက်နေလို့ပတ်စံလွှဲပြီးပါဆိုတဲ့စာတွေဝင်နေလင့်နေရောပဲငါဖုန်းကြည့်အောင်ဝင်မရတော့ဘူးငါကောင်ဟက်ခံလိုက်ရပြီကောက်ပါသွားပြီဆော့ဆော့ security update လုပ်ပါဆိုလို့ဝင်လုပ်လိုက်တာငါကြောက်လို့ချက်ချင်းဖြည့်မိရအခုတငယ်ချင်းတွေကလိုက်ဒုက္ခပေးနေပြီရှက်လိုက်တာစီဒူဒီရက်ပိုင်းဘလို့လိန်လဲမှုတွေဖြစ်နေလဲ Phishing အချက်လက်ခိုးယူခြင်းတွေဖြစ်နေပါတယ်တရားဝင်စာတွေကလင့်ကနေ password ဘယ်တော့မှမတောင်းပါဘူးလင့်လိပ်စာကစလုံးပေါင်းမှားနေတယ်ခင်ဗျားဖြည့်လိုက်တဲ့ password ကဟက်ကာစီတန်းရောက်လာတာပါ password ဆိုတာအေတော့လိုပါပဲဒဇိမ့်လက်ထဲမထည့်ပါနဲ့တန်ရရှိရင်လင့်ကိုမနှိပ်ပါနဲ့ဝေးဝေးရှောင်ပါ